properties of function ဆိုတဲ့ function တွေမှာတွေ့ရတဲ့ concept တွေကိုဒီမှာ၅ပိုင်းပိုင်းထားတယ်ပေါ့နော်ပထမဆုံးက intercept ဆိုတဲ့စကားလုံးလေးကြားဖို့လား intercept ဟုတ်ကြောက်ပါ ကြားပါintercept ဆိုတာဘာပြောတာလဲx intercept တို့ x intercept y intercept ဟုတ်တယ် x intercept ဆိုတာဘာလဲသူရဲ့အဓိပ္ပာယ်လေးကတဲ့ x intercept ရှိတယ် y intercept ရှိတယ် x intercept ဆိုတာဘာကိုပြောတာလဲ intercept ဆိုတာဖြတ်မှတ်ဖြတ်မှတ်နော်ဖြတ်မှတ်ဖြတ်မှတ်ပေါ့ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးဟောဖြစ်လိုက်ပါမယ်နော်ဒါဆိုရင်ဖြတ်မှတ်ပတ်မှာဒီမှာက xy plane မှာxy plane မှာ graph လေးတစ်ခုဆွဲလိုက်တယ်ဆိုပါဆို graph လို့ပြောတဲ့အခါမှာ line graph လည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လည်း parabola ပုံဖြစ်ခြင်းဖြစ်မယ်မျိုးဖြစ်နိုင်တယ်ပေါ့နော်ဆယ်ဒါမျိုးလေးဆွဲလိုက်မယ်ဆိုပါဆိုဒါလေးက graph လေးပေါ့နော်ဆိုတော့ဒီ graph လေးမှာဆိုရင် x intercept x ဝင်ရိုးကိုဖြတ်သွားတဲ့နေရာဘယ်နှနေရာများရှိလဲ x ဝင်ရိုးကိုဖြတ်သွားတဲ့နေရာ3နေရာနော်ဆိုတော့ number of x intercept လို့ပြောရင်เนาะဒါ3နေရာရှိတယ် y intercept ကရောဘယ်နှနေရာရှိလဲတစ်နေရာတစ်နေရာပဲရှိတယ် y intercept က positive ဘက်မှာလား negative ဘက်မှာလားအဲ့ဒီတစ်နေရာလေးက negative negative ဘက်မှာတစ်နေရာရှိတယ်เนาะအဲဆိုရင်တကယ်လို့တာပေါ့เนาะသူ့ကိုအမှတ်လေးခေါ်ကြည့်ရအောင်ဒီနေရာလေးက -1 ဆိုပါစို့အဲဆိုအဲ့ဒီနေရာလေးကို coordinate ခေါ်ရင်ဘာခေါ်မှာလို့လို့ချင်းမကြားရတယ် hello အတန်ကကြားရလား hello ဟုတ်ကြားရပါ ကြားရမယ်ဒီပေါ့နော် y intercept နေရာလေးက y ဝင်ရိုးကို -1 နေရာမှာဖြတ်သွားတယ်ဆိုပါစို့အဲ့ဒီနေရာလေးကို coordinate ခေါ်ခြင်းနဲ့ဘာခေါ်မှာဘာလို့ခေါ်မှာလဲအမှတ်ခေါ်လို့ရှိရင် x coordinate ရှိရမယ် y coordinate ရှိရမယ် x, y x တန်ဖိုးဘယ်လောက်ဖြစ်မလဲ y ဝင်ရိုးပေါ်မှာရှိနေတာဆိုတော့ x တန်ဖိုး0 0 -1 လို့ပြောမှာပေါ့အဲဆိုရင်အပေါ်မှာလည်းတင်လိုက်မယ်ပေါ့နော်ဒီနေရာလေးပေါ့ x ဝင်ရိုးကိုဖြတ်သွားတဲ့နေရာဒီနေရာလေးက2ကိုဖြစ်တယ်ဆိုပါစို့ကို coordinate ခေါ်လို့ရှိရင်ဘာကိုခေါ်မလဲ2,0 ဒါကြောင့်တစ်ခုထပ်သိရမှာက x intercept လို့ပြောတာ x ဝင်ရိုးကိုဖြတ်သွားတာဖြစ်တဲ့အတွက် y တန်ဖိုးလေးကဘယ်လောက်ဖြစ်နေမလဲဆိုရင်0 y intercept လို့ပြောရင် y ဝင်ရိုးကိုဖြတ်သွားတာဖြစ်တဲ့အတွက် x တန်ဖိုးက0ဒါလေးသိရမယ်ပေါ့နော်ဆိုတော့ x intercept ရှိမယ် y intercept ရှိမယ် intercept ဆိုတာဖြတ်မှတ်ကိုပြောတာ x intercept လို့ပြောတာနဲ့ y တန်ဖိုး0 y intercept လို့ပြောတာနဲ့ x တန်ဖိုး0ဒါအကြောင်းပြောတယ် number 2ကတော့ related maximum and related minimum နဲ့ maximum အများဆုံး minimum အနည်းဆုံးပေါ့နော်ပြီးတော့ number 3က graph increasing and decreasing increasing ဆိုတာတဖြည်းဖြည်းနဲ့များသွားတယ်တဖြည်းဖြည်းနဲ့လျော့သွားတယ်ပုံကြည့်လိုက်တယ်အနည်းအားဖြင့် y တန်ဖိုးတွေပါ y တန်ဖိုးတဖြည်းဖြည်းနဲ့များသွားမှာလား y တန်ဖိုးတဖြည်းဖြည်းနဲ့လျော့သွားတာလားပေါ့number 4မှာတော့ positive and negative values y တန်ဖိုးအပေါင်းတွေ y တန်ဖိုးအနှုတ်တွေရှိတဲ့အပိုင်းပေါ့ number 5ကတော့ and behavior and behavior ဆိုတော့သူရဲ့အပြုပေါ့နော် behavior သူရဲ့ပုံစံကဘယ်လိုဖြစ်နေရလဲ graph တစ်ခုရဲ့အစွန်းတွေအဆုံးသက်တွေမှာဘယ်လိုတွေဖြစ်နေလဲဆိုတာကြည့်မယ်ပြီးတော့ periodic function periodic ဆိုတော့သူ pattern တစ်ခုနဲ့သွားနေတဲ့ function တွေအကြောင်းပေါ့နော်ခေါင်းစဉ်လေးတော့ခုနဲ့လေ့လာပါမယ်ချက်ဖြတ်လိုက်တော့မယ်နော်ဒါဆိုရင်ဒီစိတ်ကြည့်ရအောင်ပါဟုတ်ပြပါ properties အပိုင်းကနည်းနည်းတော့များတယ်ဒါ intercept ကတော့တိတ်မခက်ပါဘူး y intercept လို့ပြောတယ် y ဝင်ရိုးကိုဖြတ်သွားတာ y intercept လို့ပြီးတော့ x intercept ဆိုတာ graph လေးက x ဝင်ရိုးကိုဖြတ်သွားတာ y intercept လို့ပြောတာနဲ့ x တန်ဖိုး0ဆိုတာသိထားရမယ် x intercept လို့ပြောတာနဲ့ y တန်ဖိုး0ဆိုတာသိထားရမယ်ပေါ့နော် related maximum and related minimum ဆိုတာလေးကိုဆက်ကြည့်အောင်ပေါ့နော်ဆိုတော့ related maximum ဆိုတာတဲ့အမှတ်တစ်မှတ် graph ပေါ်မှာရှိတဲ့အမှတ်ကလေးတစ်မှတ်ပဲဘလို့နေရာလေးကို related maximum point လို့ပြောတာလဲပေါ့ where the tension value is higher than the points immediately around it သူရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ဘေးပတ်လည်မှာရှိတဲ့အမှတ်တွေထက်သူ့တန်ဖိုးလေးကပိုပြီးတော့များနေတာဆိုတော့အဲ့လိုနေရာလေးကို related maximum လို့ပြောတယ်အောက်မှာဆိုရင်ဒီမှာရှိတဲ့ graph ပုံကြီးအပေါ်ဆုံးအခုံးထိပ်လေးကြည့်လိုက်မယ်နော်
အပေါ်ဆုံးအခုံးထိပ်ဆိုတော့သူ့ရဲ့ဘေးဘက်လည်းမှာအမှတ်ကလေးတွေရှာကြည့်လိုက်လို့ရတယ်။ဆိုလို့ရှိရင်အဲ့အပေါ်ဆုံးအခုံးထိပ်နေရာလေးမှာရှိနေတဲ့ y တန်ဖိုးကသူ့ရဲ့ဘေးမှာရှိနေတဲ့အမှတ်တွေထက် y တန်ဖိုးနဲ့နှိုင်းယှဉ်ရင်အများဆုံးဖြစ်မလားအနည်းဆုံးဖြစ်မလား အများဆုံး အများဆုံးအပေါ်ဆုံးမှာဖြစ်နေတာ y တွေကအပေါ်ကိုရောက်လေညားလေနော်အကြောင်းကလို့အပေါ်ဆုံးမှာရှိနေတဲ့အမှတ်ကလေးဖြစ်တဲ့အတွက်သူ့ကို relative maximum point လို့ပြောတယ်အဲဆိုရင်အောက်ဆုံးမှာရှိနေတယ်ဆိုလို့ရှိရင်တော့ y တွေကအောက်ကိုရောက်လေဘာဖြစ်လေလဲ နဲလေ အဲဆိုရင်အောက်ဆုံးမှာရှိနေတဲ့အခုံးထိပ်လေးဆိုတော့ minimum point ပေါ့နော် relative maximum relative minimum y တန်ဖိုးတွေပါပဲနော် y တန်ဖိုးအများဆုံး y တန်ဖိုးအနည်းဆုံးဒါလေးကတော့ quadratic function နဲ့ equation တွေဟာလေကိုနည်းနည်းလေးထည့်ထားတာပေါ့နော် quadratic ဆိုတာကနှစ်ထပ်ကိုပြောတာထပ်ညွှန်းနှစ်ထပ်ကိုပြောတာ a square plus 3x plus c equal to 0နှစ်ထပ်ကိန်းညီမျှခြင်းတွေကိုတဲ့ graph ဆွဲတယ်ဆိုရင်တဲ့မြင်ဖြောင်းမဟုတ်တော့ဘဲနဲ့ပါစာပုံကောင်းတဲ့ပုံပါရာဘိုလာပုံထွက်တယ်အဲ့ဒါလေးကိုကိုယ်တိုင်ဆွဲကြည့်ရင်လည်းဆွဲလို့ရတယ်ပေါ့နော်ဥပမာပုံလေးနည်းနည်းလောက်ဆွဲကြည့်ရအောင်နော်ဆိုတော့ဒီမှာဆွဲထားတဲ့ပုံလေးရဆိုလို့ရှိရင် y equal to x squared plus 2x minus 3 ရဲ့ပုံလေးဒါဆိုရင်ဒီမှာထက်ညွှန်းကနှစ်ထပ်ကိန်းညီမျှခြင်းပေါ့နော်သူ့ကို graph ဆွဲလိုက်တာဆွဲတဲ့အခါမှာဒီမှာပါစာပုံလေးထွက်လာရောအဲ့လိုမျိုးပါစာပုံကနဲ့ပုံပါရာဘိုလာလို့ပြောတယ်သူ့ရဲ့အခုံးထိပ်လေးကိုကြည့်လိုက်အခုံးထိပ်လေးကဘာကောမှာပါလဲသူ့ရဲ့အခုံးထိပ်နေရာလေးက minus 1, minus 4 minus 1, minus 4ဆိုတော့ဒီ point လေးကိုခေါ်မယ်ဒီ parabola ပုံကြီးကပါစာပုံဖြစ်တဲ့အတွက်ရှိနေတဲ့ minus 1, minus 4ဆိုတဲ့ point က maximum point လို့ပြောရမလား minimum point လို့ပြောရမလား minimum point minimum point အောက်ဆုံးမှာဖြစ်နေတာနော်ဒါကြောင့်မလို့သူကို minimum point လို့ပြောပါတယ် minimum point ဆိုရင် minimum value ပေါ့ဒီ function လေးဒီ graph ရဲ့ minimum value ကဘယ်လောက်လဲလို့ပြောချင်ရင် minimum value ဆိုတာ minimum point ရဲ့ y တန်ဖိုးပေါ့ဒီမှာဆိုရင် minimum point က minus 1, minus 4အဲ့ဒီ minimum point မှာ y တန်ဖိုးဘယ်လောက်မှာ minimum point ဖြစ်နေရလဲ y တန်ဖိုးဘယ်လောက် minus 4ဒါကြောင့်ဒီ graph ရဲ့ minimum value လို့ပြောရင် minus 4လို့ပြောမှာ minimum point ကပါလဲဆိုရင်တော့ minus 1, minus 4ပေါ့ minimum value လို့ပြောရင် y တန်ဖိုးလို့ပြောမှာ minimum point ရဲ့ y တန်ဖိုး minus 4ပြီးရင်နောက်ထပ်တစ်ခုဆက်ပြီးတော့ပြောလိုက်ပါအောင်ခိုင်းတော့တခါတည်းဒီပုံနဲ့ဆက်ဆက်ပြီးရှိတော့လေဒီပါစာပုံလေးကို symmetry မြင်ဆွဲချက်နဲ့ symmetry ဆိုတာကြားဘူးလား symmetry ဆိုတဲ့စကားလုံးလေးကြားဘူးလား ကြားဖို့တလို့ရှိပါတယ်ကြားဖို့တလို့တော့ရှိပါတယ်symmetry ဆိုတာကလေခေါက်ချိုးနေတာပေါ့ထက်ဝက်ဖြစ်နေတာဟိုဘက်ဒီဘက်ခေါက်ချိုးနေတာထက်ဝက်ဖြစ်တဲ့အမြင်ပေါ့ဆိုတော့ဒီပုံလေးကိုလေပါစာပုံလေးကိုခေါက်ချိုးညီမြင်အောင်ခေါက်ချိုးညီမြင်ဖြစ်အောင်ဘယ်လိုဆွဲလို့ရမလဲတောင်းလိုက်ဆွဲမလားအလျားလိုက်ဆွဲမလားတောင်းလိုက်ဆွဲတောင်းလိုက်ဆွဲမှာတောင်းလိုက်ဆွဲမှာဆိုတော့ x တန်ဖိုးဘယ်လောက်ကိုဖြတ်ဆွဲမလဲတောင်းလိုက်က x တန်ဖိုး minus 1နော်x တန်ဖိုး minus 1လေးကိုဖြတ်ဆွဲလိုက်မှာဒါမျိုးလေးဖြစ်သွားမှာပေါ့ဆိုအခုဆွဲလိုက်တဲ့မြင်အနီရောင်မြင်ကြီးက symmetry မြင်ကြီးဒီ parabola ပုံလေးကိုခေါက်ချိုးညီစေတဲ့ခေါက်ချိုးညီမြင်လေးဆိုတော့သူ့ကိုနာမည်ပေးမယ် vertical line လေးဖြစ်တဲ့ x တန်ဖိုး minus 1ကိုဖြတ်ဆွဲထားလို့သူ့ရဲ့နာမည်က x equal to minus 1လို့ပြောမယ်ပေါ့နော်ဆိုတော့ symmetry မြင်လို့ပြောလို့ရှိရင်နော် x equal to minus 1လို့ပြောမှာ x is a symmetry ပေါ့နော် x equal to minus 1 minimum point ဖြစ်တဲ့ minimum value ပြီးရင်နောက်တစ်ခုနည်းလေးထပ်ပြီးတော့ကြည့်လိုက်မယ်ဒီမှာရှိနေတာကအခုဆွဲထားတဲ့ parabola ပုံလေး function လေးက x square ရဲ့မြောက်ပေါ်ကိန်းက positive လား negative လား x square ရဲ့မြောက်ပေါ်ကိန်း positive ဖြစ်နေတာ plus x square เนาะဆိုတော့ x square ရဲ့မြောက်ပေါ်ကိန်းက positive ဖြစ်တာဖြစ်တဲ့အတွက် parabola ပုံလေးကopen up လို့ပြောမလား open down လို့ပြောမလားအပေါ်ဘက်ကိုပွင့်နေရလားအောက်ဘက်ကိုပွင့်နေရလားအပေါ်ဘက်ကိုပွင့်နေတာเนาะဒါဆိုတော့ဒါလေးတစ်ချက်မှတ်လိုက်ပေါ့เนาะအဲ့တော့ coefficient of x square ရဲ့ coefficient က positive ဖြစ်နေတာ positive ဖြစ်နေတာဖြစ်တဲ့အတွက် parabola ပုံလေးက open နဲ့ထွက်မယ်
တနည်းအားဖြင့်ပါစာပုံလေးထွက်မယ်လို့မှတ်မယ်ပေါ့နော်ပါစာပုံလေးထွက်လိုက်မယ်အဲဆိုရင်အဲ့ဒီပါစာပုံစံလေးရဲ့အခုထိပ်ကအောက်ဆုံးမှာဖြစ်တဲ့အတွက်အဲ့ဒီအခုထိပ်နေရာလေးကို minimum point လို့ပြောမယ်အဲ့ဒီ minimum point မှာရှိတဲ့ y tempo -4 လေးကိုတော့ minimum value လို့ပြောလို့ရတယ်ဒီ parabola ပုံလေးကိုခောက်ချုံးညီမြင်ဆွဲလို့ရတယ်တောင်းလိုက်ဆွဲရမှာဆိုတော့ x tempo -1 ကိုဖြတ်ဆွဲတာဖြစ်တဲ့အတွက်ခောက်ချုံးညီမြင် axis of symmetry လို့ပြောရင် x equal to -1ဆိုတော့မှတ်ရမယ့်အချက်က3ချက်ပေါ့နော်x square ရဲ့မြောက်ပေါ်ကင်းအပေါင်းဆိုရင် openness minimum point minimum value axis of symmetry မှတ်လို့အဆင်ပြေရမှာ ဟုတ်ပြီပါ ဒီပါတယ်မှတ်ရောမှတ်ပြီးသွားပြီเนาะဒါလေး screenshot ပါညာရောယူထားလားစောက်ထဲမှာရောမှတ်ထားလား မှတ်ထားပါလိမ့်ရှင် ဟုတ်เนาะဖြတ်လိုက်ပါတော့မယ်အဲ့ဆိုရင် x square ရဲ့မြောက်ပေါ်ကင်းအပေါင်းဆိုရင်ဒါမျိုးဖြစ်တယ်ဆိုရင် x square ရဲ့မြောက်ပေါ်ကင်းအနှုတ်ဆိုရင်ဘယ်လိုဖြစ်မလဲပေါ့တစ်ချက်ဆွဲကြည့်ရအောင်เนาะချက်ဒီမှာပဲ minus လေးထည့်လိုက်ပါမယ်ဆိုတော့ x square ရဲ့မြောက်ပေါ်ကင်းကဒီကဘာဖြစ်သွားပြီလဲအခုဆွဲလိုက်တာမှာ ကားငယ်ပုံကားငယ်ပုံဖြစ်သွားပြီ open down ဖြစ်သွားပြီဆိုတော့ x square ရဲ့မြောက်ပေါ်ကင်းရရောအပေါင်းကအနှုတ်လား အနှုတ် အနှုတ်เนาะဒါလေးကိုတစ်ခါထပ်မှတ်တော့မယ်เนาะ coefficient of x square ရဲ့မြောက်ပေါ်ကင်းက negative ဖြစ်တယ်ဆိုရင် open down ကားငယ်ပုံလေးဖြစ်သွားပြီ open down ဆိုတော့ကားငယ်ပုံလေးပေါ့ဆိုတော့ကားငယ်ပုံဖြစ်တဲ့အတွက်အဲ့ဒီရဲ့အခုထိပ်နေရာလေးက maximum point လို့ပြောလား minimum point လို့ maximum point maximum point အပေါ်ဆုံးမှာဖြစ်နေတာ maximum point coordinate ခေါ်လို့ရှင်ဘာကောင်မှာပါလဲ 1 comma -2 1 comma -2 အဲဆို1 comma -2ဆိုတော့ဒီ function ရဲ့ maximum value လို့ပြောရင်ဘယ်လောက်လို့ပြောမှာလဲ maximum value -2 -2 maximum value minimum value ဆိုတာ maximum point minimum point ရဲ့ 1 tempo အဲဆိုရင် axis of symmetry ဆိုရင်ရော symmetry ဆိုတာခေါက်ချုံး axis of symmetry ခေါက်ချုံးနေရင် 1 ဘာ tempo 1လဲ x tempo 1 x tempo 1 x tempo 1လေးကိုဖြတ်ပြီးတော့ဆွဲလိုက်ရတာဖြစ်တဲ့အတွက်သူ့ line ရဲ့နာမည်ပေးပါဆိုရင် x equal to x equal to 1 minus x equal to 1ပေါ့နော် x equal to 1ဒီထိအဆင်ပြေပါမယ်နော်ဒါဆိုရင်ဟုတ်ဆိုတော့ရှေ့က define ဖြစ်တဲ့intercept နဲ့ဆက်ပြီးတော့ပြောရအောင် y intercept လို့ပြောရင်ဘယ်လောက်လဲ y intercept x tempo 0 x tempo 0ဆိုတော့ဒီ parabola ပုံလေးမှာ y intercept ဘယ်နားကိုဖြတ်သွားလဲ y ဝင်ရုပ်ကို -3 -3 မှာဖြတ်သွားတယ်ဆိုတော့ y intercept က-3 point နဲ့ပြောပါဆိုရင်တော့ 0, -3 x intercept ရောရှိလား x ဝင်ရုပ်ကိုဖြတ်သွားတဲ့နေရာ မရှိပါဘူးเนาะ no real x intercept ပေါ့ x intercept မရှိပါဘူးအဲ့ဆိုရင်ဒါလေးရောမှတ်ထားပေးဖို့လိုပါတယ်เนาะ parabola ပုံ quadratic equation နဲ့ထပ်ကဲညီမျှခြင်းတွေမှာဆိုလို့ရှိရင်parabola ပုံထွက်မယ်ပါစောက်ပုံကားငယ်ပုံဘယ်လိုခြင်းတွေမှာ open နဲ့ဖြစ်ပြီးတော့ဘယ်လိုခြင်းတွေမှာ open down လဲဆိုတာမျိုး maximum point minimum point ဆိုရင်နောက်ထပ်ခေါင်းစဉ်တစ်ခုကိုဆက်ပြီးတော့သွားနောက်ထပ်ခေါင်းစဉ်လေးကတော့ graph increasing and graph decreasing ခုနလည်း y tempo အများဆုံး y tempo အနည်းဆုံး maximum minimum အခု increasing decreasing ဆိုတာလည်း y tempo တွေတဖြည်းဖြည်းများသွားတာ y tempo တွေတဖြည်းဖြည်းနဲ့နည်းသွားတာဒါပါပဲเนาะအဲဆိုရင်အပေါ်ရောက်လေ y tempo လေးတွေကဘာဖြစ်လေလဲညာလေးပဲเนาะဆိုတော့အဲ့လိုမျိုးနဲ့စဉ်းစားပါSo graph is said to be increasing ရဲ့ graph တစ်ခုကို increasing ဖြစ်တယ်လို့ပြောတယ်ဘယ်လိုအချိန်တွေမှာ increasing ဖြစ်တာလဲ when it goes upward from left to right ဘယ်ကနေညာကိုသွားမှာဘယ်ဘက်ကနေညာဘက်ကိုသွားတဲ့အခါမှာ upward အပေါ်ကိုတက်သွားတယ်ဆိုရင်အဲ့ဒါ increasing အပေါ်တက်သွားတာဆိုတော့ y tempo ဖြစ်တစ်ဖြည်းဖြည်းသွားတာအဲကြောင့်မလို့ increasing လို့ပြောတယ်ဘယ်ကနေညာကို so အဲ့အလားတူပဲ from left to right ဘယ်ကနေညာကိုသွားတယ် downward အောက်ကိုဆင်းသွားတယ်ဆိုရင်တော့သူကို decreasing လို့ပြောမှာ
အားကြောင့်မလို့ဒီကတော့အလွယ်ပဲ increase decrease ဆိုဘယ်လိုလုပ်မလဲဆိုတော့လို့ဘယ်ဘက်ကနေစပြီးတော့လမ်းလျှောက်ပါပေါ့နော်အဲ့လိုလေးပဲဘယ်မှစ၍လမ်းလျှောက်ပါပေါ့အဲ့လိုလေးပဲမှတ်လိုက်တယ်ပို့ပြီးတော့လွယ်တာပေါ့နော်လမ်းလျှောက်တယ်ဘယ်ဘက်ကနေစပြီးတော့လမ်းလျှောက်တယ်ပေါ့ဆိုတော့အခုဒီမှာ graph ပေးထားတယ်ဘယ်ဘက်ချမ်းကနေစပြီးတော့လမ်းလျှောက်သွားတယ်ဒီမှာလူတစ်ယောက်လမ်းလျှောက်တယ်ပေါ့အခုသွားနေတာကအပေါ်တက်နေရတာလားအောက်ကိုဆင်းနေရတာလား ပေါ်တော့ အပေါ်တက်နေရတာအပေါ်တက်နေရတာဖြစ်တဲ့အတွက် increase အပိုင်းဖြစ်မလား decrease အပိုင်းဖြစ်မလား increase ပါ increase အပိုင်းတက်တဲ့ဆိုတဲ့အခါမှာနောက်လျှောက်တက်သွားတာလားအခုဆိုရင်ဘာဖြစ်သွားပြီလဲတက်နေတော့ဆင်းနေပြီအဲဆိုရင် x တန်ဖိုးဘယ်လောက်ထိကတက်နေရတာလဲ -2 -2 ထိတက်နေရတာဒီထိပဲအဲ့နေရာလေးကိုတစ်ချက်မှတ်လိုက်မယ်ပေါ့နော် x တန်ဖိုး -2 ထိကတက်နေရတာပြီးရင်-2ထဲကျော်သွားရင်တစ်ခါပြန်ဆင်းရတာ哦ဒါကြောင့်ဒီနေရာလေးမှာတစ်ချက်မှတ်လိုက်မယ် x တန်ဖိုး -2 ထိဒါလေးက increase ရပါဒါကအဲ့ဒီ x တန်ဖိုး -2 ကနေပြီးတော့ညာဘက်ကိုဆင်းသွားရတယ်ဆင်းနေတော့ရှောက်ဆင်းနေတယ် x တန်ဖိုးဘယ်လောက်ထိကဆင်းသွားရတာလဲ2 2အထိကဆင်းသွားတာဒီအခုထိနေနေရလေဒီနေရာလေးကိုတစ်ချက်မှတ်ထားလိုက်မယ်ပေါ့နော် x တန်ဖိုး2အထိကတစ်ခါဆင်းရတယ်အဲ့တော့ x တန်ဖိုး2ကနေပြီးတော့ညာဘက်ကိုဆက်သွားတဲ့အခါမှာကျတော့အပေါ်တက်တာလားအောက်ဆင်းတာအပေါ်တက်တာဆိုတော့ increase လို့ပြောမှာလား decrease လို့ပြောမှာလား increase ဖြစ်သွားမှာဒါဆိုတော့ဒီမှာအပိုင်းဘယ်နှပိုင်းဖြစ်သွားလဲဒီပုံလေးမှာ3 ပိုင်းဖြစ်သွားတယ်ဆိုတော့ပထမဆုံးတစ်ပိုင်းကို1လို့ပြောလိုက်မယ်နော်ဒုတိယတစ်ပိုင်းက2ဒါလေးကို3လို့ပြောလိုက်မယ်အဲ့တော့ number 1အပိုင်းလေးဆိုတာက increase number 2အပိုင်းက decrease ဖြစ်ပြီးတော့ number 3အပိုင်းက increase ဖြစ်သွားတယ်increase ဖြစ်သွားတဲ့အပိုင်းလေးကိုပြောရအောင်ပေါ့နော်ဒီမှာစပြီးတော့တက်တယ်ဘယ်ဘက်ကဘယ်နေရာလေးကနေစတယ်လို့မပါဘူးဘယ်ဘက်မှာနော်စတဲ့နေရာမပါဘူးတက်သွားတယ်-2 ထိအဲဆိုအဲ့ဒီအပိုင်းလေးကိုပြောချင်တယ်ဆိုရင်-2ထက်ကြီးတာလို့ပြောမှာလား-2ထက်ငယ်တာလို့ပြောမှာလားဒီအပိုင်းလေးက-2ထက်ငယ်မှာဘယ်ဘက်မှာရှိနေတာလဲနော်-2ရဲ့ဘယ်ဘက်ချမ်းမှာရှိနေတာဖြစ်တဲ့အတွက် x less than -2 လို့ပြောမှာဒါလေးက number 1အပိုင်း increase လေးအဲဆို number 2အပိုင်းကြတော့ရော-2ကနေစားလိုက်တာမှာဘယ်လောက်ထိသွားရတာလဲ2 အထိ 2အထိသွားရတာဒါဆိုတော့-2နဲ့2နဲ့ကြားဆိုတဲ့အဓိပ္ပာယ်ပေါ့-2 less than x less than 2 -2 နဲ့2နဲ့ကြား-2ထက်ကြီးတယ်2အောက်တော့ငယ်တယ်ကြားပိုင်းနဲ့ပေါ်ပြခြင်း less than ငယ်တာကဘယ်ဘက်မှာရေးမယ်ပေါ့-2 less than x less than 2အဲဆို number 3အပိုင်းလေးက x တန်ဖိုးဘယ်လောက်ကနေစားလိုက်တာလဲ2ကနေစား2ကနေစားလိုက်တာဘယ်မှာဆုံးသွားတယ်လို့ရှိလားဒီမှာမရှိဘူးသူ့ထက်ကြီးတာလားငယ်တာလားကြီးတာ greater than 2ပေါ့ဆိုတော့ increase decrease လို့ပြောရင်ဘယ်ဘက်ကနေစပြီးတော့လမ်းလျှောက်ပါအပေါ်ကိုတက်သွားတယ်ဆိုရင် increase အောက်ကိုဆင်းသွားတယ်ဆိုရင် decrease ဖြစ်ပါတယ်အခုံးထိပ်နေရာလေးတွေမှာပြောင်းသွားတယ်ပေါ့နော်အဲဆိုတော့ဒါ increase decrease နဲ့ပတ်သက်ပြီးတော့ပြောတာရှင်းဟာနဲ့မေးရင်လည်းမေးလို့ရတယ်ရှင်းမှာပြောခဲ့တဲ့ maximum point minimum point ဒီပုံမှာဆိုရင် maximum value လို့ပြောရင်ဘယ်လောက်လို့ပြောမှာလဲ maximum value -2 -2 maximum value ဆိုတာ maximum point ရဲ့ဘာတန်ဖိုးလဲy တန်ဖိုး y တန်ဖိုးဆိုတော့ဘယ်လောက်လဲ60 60နော် maximum value လို့ပြောရင်တော့60လို့ပြောမှာပေါ့ minimum value ဆိုရင်ရော-60 -60 maximum value ဆိုတာ maximum point ရဲ့ y တန်ဖိုး minimum value minimum point ရဲ့ y တန်ဖိုးလို့ပြောတာနော် -60 ပေါ့ဒါဆိုရင် x intercept လို့ပြောရင်ရော x intercept ဒီဆိုရင်ကိုဘယ်နေရာတွေမှာဖြတ်သွားလဲဖြတ်မဲ့ဘယ်နှခုရှိလဲ3ခုနော်3ခုကဘယ်နေရာတွေလို့ပြောမလဲဒါဆိုရင်3နဲ့ -4 ကြားတစ်ခု-3နဲ့-4ကြားဆိုတော့တစ်ဝက်နေရာဆို-3.5ဆိုပါစို့နော်-3.5နေရာလေးရယ်ပြီးရင်0နေရာလေးရယ်ပြီးရင်3.5နေရာလေးရယ်ပေါ့ y intercept လို့ပြောရင်ရောy ဝေးကိုဘယ်နားမှာဖြတ်သွားလဲ0မှာဖြတ်သွားတာနော်ဆိုတော့ maximum minimum လည်းမမြင်ရမယ် intercept လည်းသိရမယ် increase decrease လည်းသိရမယ်အဆင်ပြေရလား
ဒီပုံလေးကိုကြည့်ပါမယ် increase decrease increase decrease ကိုသိချင်ရင်ဘယ်လိုလုပ်မှာလဲဆိုတော့ဘယ်ကနေစပြီးတော့လမ်းလျှောက်ဘယ်ဘက်ကနေပဲစရနေစပြီးတော့လမ်းလျှောက်သွားတယ်လျှောက်သွားတယ်ဒါအခုကသွားနေတာ increase လား decrease လား increase extent ကိုဘယ်လောက်ထိလဲ0ထိเนาะဒါလေးကတစ်ပိုင်းမှတ်ခက်လိုက်0ထိအဲ့ဒါလေးကိုတစ်ပိုင်းမှတ်ခက်လိုက်ပြီးရင်နောက်တစ်ခါကျတော့ရောဘာဖြစ်သွားပြီလဲ decrease ဖြစ်သွားပြီ extent ကိုဘယ်လောက်ထိလဲ2အထိเนาะဒီမှာ2လေးကိုတစ်ပိုင်းမှတ်ခက်ဒါ decreasing ပြီးရင်နောက်ထပ်တစ်ပိုင်းလေးရရော increase extent ကို2ကနေဘယ်လောက်ထိလို့တော့မပါဘူးအဲဆိုရင် increase အပိုင်းကိုပြောပါလို့ပြောရင်ဘာတွေဖြစ်မလဲဘယ်နှပိုင်းလဲအနီရောင်လေးနဲ့ဘာလေးနဲ့လဲအစိမ်းရောင်လေးနဲ့အနီရောင်အပိုင်းကိုပြောရင်ဘယ်လိုပြောမလဲသွားတယ်0 extent ကို0ထိနော်0ထက်ဘာဖြစ်တယ်လို့ပြောမှာလဲငယ်တာ less than 0ရဲ့ပဲဟုတ်နော်ဒါလေးနော်0ရဲ့ငယ်တာအဲဆိုရင်ဒီအစိမ်းရောင်အပိုင်းကိုပြောလို့ရှိရင်ဘယ်လိုပြောမှာလဲminus 4 -4 ထည့်ကြည့်ရလား x ကလို့ပြောတာနော် extent ကိုဘယ်လောက်လဲဒီညလေးမှာ extent ကိုဘယ်လောက်လဲ2ထည့်ဘာဖြစ်တာလို့ပြောမှာလဲကြည့်တာ x ပရိသတ်လဲx က2ထည့်ကြည့်တာ extent ကိုနဲ့ပဲဖြည့်ထုတ်မှာနော်တော့အဲဆိုရင် decrease လို့ပြောရင်ရောအနက်ရောင်ပိုင်းလေးပေါ့အနက်ရောင်ပိုင်းလေးကိုပြန်ဘယ်လိုပြောမှာလဲ extent ဘယ်လောက်ကနေစလိုက်တာလဲ0ကနေဘယ်ဘက်ကနေပဲစကြည့်တယ်ဘယ်ဘက်မှာ0ကနေစလိုက်တာ0ကနေဘယ်လောက်ထိလဲ2အထိဒါဆိုရင်0နဲ့2နဲ့ကြားလို့ပြောမှာပေါ့ဆိုတော့ကြားလို့ပြောချင်ရင် less than နဲ့less than is less than 2ဟုတ်ပါတယ်0 less than is less than 2စင်ပြေရလားဟုတ်ပြီပါတယ်ဟဲ့အဲ့ဆိုရင်ဆက်ဖြတ်လိုက်ပါပြီဒါလေးရောဒီပါအောင်ပါမေးတာလေဘယ် question ဘယ်နေရာမှာ increase ဖြစ်တယ်ဘယ်နေရာမှာ increase ဖြစ်သွားတာလဲတဲ့ increase လို့မေးတာတဖြည်းဖြည်းနဲ့များသွားတာ increase decrease ဆိုရင်ဘယ်လိုရှာကြည့်ရမှာလဲဘာလို့ပြောထားလဲ increase decrease ဆိုရင် graph မှာဘယ်ကနေစပြီးတော့လမ်းလျှောက်လျှောက်သွားတယ်ပထမဆုံးလျှောက်တဲ့ဟာလေးက increase လား decrease လား decrease အောက်ကိုဆင်းသွား extent ဘယ်လောက်ထိလဲတစ်လျှောက်လုံးရှောင်နေရတာတော့မဟုတ်ဘူးဘယ်နားလေးထိပဲလဲ minus 2ထိဒါလေးကိုတစ်ဖြတ်ခတ်လိုက်နော်ဒါလေးက decrease ဖြစ်တယ်ပြီးရင်အဲ့ဒီ minus 2ကနေဆက်ပြီးတော့လျှောက်လာတာက1အထိအဲ့ဒီ1အထိကဘာကြီးလဲ increase ဖြစ်သွားပြီနော်1ကနေပြန်လျှောက်လာတာလေးက decrease ဖြစ်တယ် decrease ဖြစ်သွားတယ်ဘယ်လောက်ထိလဲ3နေရာအထိနော်ဒါလေးက decrease ပြီးရင်နောက်ဆုံးတစ်ပိုင်းကတော့3ကနေအပေါ် increase ဖြစ်တယ် increase ဖြစ်တယ်increase ဖြစ်တဲ့အပိုင်းဘယ်နှပိုင်းလဲဒါဆိုရင်နှစ်ပိုင်းအဲ့ဒီ increase ဖြစ်တဲ့နှစ်ပိုင်းကိုပြောပြီးအခုဘယ်ဘက်ကအပိုင်းကိုပြောရအောင် sorry increase ဆိုတော့ဒါလေးပေါ့နော်သူ့ကိုပြန်ဘယ်လိုပြောမလဲဒီအနေရောင်ပထမအနေရောင်လေးပေါ့ is greater than minus 2 minus 2ထက်တော့ကြီးတယ်ဘယ်လောက်ထိပဲလဲတစ်ချောင်းလုံး minus 2ထက်ကြီးတာတွေအားလုံးလား1အထိပဲဒါဆိုရင် minus 2နဲ့1နဲ့ကြားလို့ပြောမှာကြားပိုင်းနဲ့ပြောချင်ရင် less than is less than ဘယ်ဘက်မှာငယ်တာရေးရမှာလဲเนาะဘယ်သူ့ကိုရေးမှာလဲ minus 2 less than x less than 1 minus 2 less than x less than 1ကြားပိုင်းနဲ့ပြီးချင်ရင် less than x less than เนาะဆိုတော့ဘယ်ဘက်မှာငယ်တာလဲဆိုဒီနောက်ဆုံး increase ရဲ့အပိုင်းလေးကရောဘယ်လောက်ကနေစလိုက်တာလဲ3ကနေစလိုက်တာအဆုံးရှိလားမရှိဘူးဆိုတော့3ထည့်ကြည့်လို့ပြောမလား3ထည့်ငယ်လို့ပြောမှာလား3ထည့်ကြည့်တယ်ဒါဆို is greater than 3ဒါဆိုအဖြေကဘယ်ရဖြစ်မလဲ A B C D တွေက A နံပါတ် A
ဒါဆိုရင်တကယ်လို့ decrease ဆိုပါစို့ decrease ဆိုရင်လည်းအပိုင်းဘယ်နှပိုင်းရှိရလဲ နှစ်ပိုင်း နှစ်ပိုင်းရှိတယ်အခုဘယ်ဘက်ကနေကြည့်လိုက်တဲ့အစိမ်းရောင်အပိုင်းလေးကိုကြည့်ရအောင်ဘယ်လိုပြောမလဲရှောက်လာတယ်ဘယ်လောက်ထိလဲ -2 ထိ -2 ထိအဲ့ဆို -2 ထက် ငယ် ငယ်မှာ x less than -2 -2 နောက် decrease ရဲ့အပိုင်းလေးကအပြာရောင်လေးပေါ့သူ့ကြောင့်ဘယ်လိုပြောမလဲ when less than x less than 3 3เนาะ less than ခြားပိုင်းနဲ့ပြောချင်လို့ less than ဘယ်ဘက်ကငယ်တာရေးမှာအဲဆိုတော့တကယ်လို့ decrease လို့ပြောခဲ့ရင်နံပါတ် C ပေါ့နော်သင်ပြပါတယ်เนาะဒါဆိုရင်ဟုတ်ဒီပိုင်းပါပြီတော့ positive negative ပေါ့နော်ရှေ့မှာပြီးသွားတာကနှစ်ပိုင်းပြီးသွားပါပြီ maximum minimum ရဲ့ increase decrease ရဲ့အခုက positive negative stop ခုနကလည်း y တန်ဖို့တွေဖြည်းဖြည်းများသွားတာ y တန်ဖို့အများဆုံးဖြစ်တာဒီကလည်းဒီတိုင်းပဲ y တန်ဖို့တွေအပေါင်းဖြစ်တာ y တန်ဖို့အနှုတ်ဖြစ်တာလို့ပြောတာif in a function that positive values refers to output values prime value function တစ်ခုမှာ positive value ဆိုတာဘာကိုပြောတာလဲဆိုတော့ output တန်ဖို့ y တန်ဖို့တွေ positive ဖြစ်တယ်ဆိုတာဆိုလိုတာပါတဲ့ that are greater than 0 positive ဆိုတာ3ညထက်ကြီးတာက positive ပေါ့အဲ့ဆိုတော့ပုံမှာကြည့်မယ်ဆိုရင် x ဝင် u ရဲ့အပေါ်လားအောက်လားအပေါင်းတွေက y တန်ဖို့အပေါင်းတွေက x ဝင် u ရဲ့အပေါ်နော်အပေါ်ဒါကြောင့် positive negative ဆိုတာ y တန်ဖို့အပေါင်း y တန်ဖို့အနှုတ် y တန်ဖို့အပေါင်း y တန်ဖို့အနှုတ်လို့ပြောလို့ x ဝင် u ကနေကြည့်တော့မှာ x ဝင် u ရဲ့အပေါ်ပဲဆိုရင် y တန်ဖို့တွေကအပေါင်းဖြစ်ပြီးတော့ x ဝင် u ရဲ့အောက်ဘက်မှာရှိတယ်ဆိုရင်တော့ y တန်ဖို့တွေကအနှုတ်ဖြစ်မှာဒါကြောင့် positive negative လို့ပြောလို့ရှိရင် x axis မှာကြည့်ပေါ့နော်တစ်ချက်တော့အဲ့လိုလေးမှတ်လိုက်တယ်increase decrease ဆိုရင်ဘယ်ဘက်ကနေစပြီးတော့လက်လျှောက် positive negative ဆိုရင် x ဝင် u ကနေကြည့် x ဝင် u ရဲ့အပေါ်ဆိုရင် positive x ဝင် u ရဲ့အောက်ဘက်ဆိုရင် negative အောက်မှာပုံလေးပေးထားတယ် positive ရှာချင်တယ်ပေါ့ positive ဆိုတာ y တန်ဖို့အပေါင်းဖြစ်တာ y တန်ဖို့အပေါင်းဖြစ်တာဆိုတော့ x ဝင် u ရဲ့အပေါ်ကိုကြည့်မှာဒါကြီးက x ဝင် u x ဝင် u ရဲ့အပေါ်ဘက်မှာဆွဲကြည့်လိုက်တယ်ပေါ့နော်ဒီမှာဆိုရင်ဒီနားကနေစတယ်ဒီလိုလေးသွားထားတယ်အဲဆိုတော့တခုံပေါ့နော်တခုံဘယ်ကနေစပြီးတော့ဘယ်လောက်ကနေဘယ်လောက်ထိလဲ x တန်ဖို့အဲ့ဒီအခုံလေးက 1ကနေစ -1ကနေစ -1 ကနေပြီးတော့ 1အထိတစ်ခု 1အထိတခုဒါဆိုတော့ 2အထိတစ်ခု 2အထိဟုတ်တယ် -1 ကနေ2အထိအဲဆိုသူ့ကိုဘယ်လိုပြောမလဲအဖြေပြောလို့ရှိရင်လေ -1 ကနေစတယ်2အထိဆိုတော့ဘာနဲ့ဘာနဲ့ကြားလဲ -1 နဲ့2ကြောင်း -1 နဲ့ less than is less than less than 2 -1 နဲ့2နဲ့ကြားလို့ပြောလို့ -1 less than is less than 2အဲဆိုရင် negative ဆိုရင်ရော negative လို့ပြောရင် x ရဲ့အောက်ဘက်ကိုကြည့်မှာအောက်ဘက်မှာဘယ်နှပိုင်းရှိလဲဒီမှာကတစ်ပိုင်းပြီးရင်ပြတ်သွားပြီလေနော်အဲဆိုဒီဘက်ချမ်းမှာကတစ်ပိုင်းအောက်ဘက်မှာကဒါဆိုအပိုင်းနှစ်ပိုင်းပေါ့ဆိုဒီဘယ်ဘက်ကအပိုင်းလေးကိုပြောရင်ဘယ်လိုပြောမှာလဲ x တန်ဖို့ဘယ်လောက်လဲဒီနာလေးက -1 -1 ထက်ကြီးတယ်လို့ပြောမှာလား -1 ထက်ငယ်တယ်လို့ပြောမှာ -1 ငယ်တယ် ငယ်တယ်အဲဆို x less than -1 ဆိုတော့ဒီညာဘက်ကအပိုင်းလေးရရော2ထက်ငယ် 2ထက်ငယ်တယ်ပြောမလားကြီးတယ်ပြောမလားဘယ်ဘက်မှာလားညာဘက်မှာလား2ရဲ့ ညာဘက် ညာဘက်ဆိုတော့ညာဘက်ရောက်နေလေကြီးလေလေ x greater than greater than 2ပေါ့နော် x greater than 2စင်ပြေရလား ဟုတ်ရှင်းတယ်နည်းနည်းတိုးနေ နည်းနည်းတိုးနေပါ positive ပြန် negative တိုးပါ ပြန်ခဏ hello ခုရောတခြားကြားရလား ဟုတ်နည်းနည်းတိုးနေတော့မယ်ရှင် ဟုတ်ရောဟယ်လိုဟုတ်ပြီဒီကွန်းကဗာမြန်ပြော ဟယ်လို ဟယ်လိုအတန်ကကြားရပြီလားမကြားရသေးလား
ဟုတ်ချက်တိုးသွားတယ်ဘာဖြစ်လို့လဲမသိဘူး တစ်ချက်လို့အခုရောတေချာကြားရလား ဟုတ်ကြားရပြီ တယ်နော်ဒါမိခွန်းလေးကဗာမြန်ပြောထားလဲ ဟို positive ရှာခိုင်းတယ် graph positive လို့ပြောလိုက်တာ positive လို့ပြောလို့ဘယ်လိုကြည့်ပါလို့ခိုင်းထားလဲ positive ဆိုရင် S x SPU ရဲ့ X ရဲ့အပေါ်ဘက် အပေါ်ပဲ positive လို့ပြောရင် x ဝင်ရိုးကနေကြည့်မယ်ဒါလေးက x ဝင်ရိုး x ဝင်ရိုးရဲ့အပေါ်ဘက်မှာဘယ်နှပိုင်းရှိတယ်ဒါဆိုရင် နှစ်ပိုင်း နှစ်ပိုင်းရှိတယ်ဒါလေးကနေစလိုက်တယ်ဒီထက်ကတစ်ပိုင်းပြတ်သွားတယ်နော်ပြီးရင်ဒီဘက်မှာတစ်ပိုင်းဒီအခုံးလေးကိုပြန်ဘယ်လိုပြောမလဲ -2 less than x less than 0 ဒီဘက်ကအပိုင်းလေးကိုပြောရင် x greater than 3 3 x greater than 3ပေါ့နော်ဟုတ်ပါပြီ the positive ဖြစ်တယ်ဆိုတာ y တန်ဖိုးအပေါင်းဖြစ်တာ y တန်ဖိုးအပေါင်းဖြစ်တာလို့ပြောလို့ x ဝင်ရိုးကနေကြည့်တခါမေးတာက graph negative negative လို့ပြောလို့ဘယ်လိုကြည့်မလဲ x ရဲ့အောက်ဘက်ကြည့် x ဝင်ရိုးရဲ့အောက်ဘက်ကိုကြည့် x ဝင်ရဲ့အောက်ဘက်မှာရောဘယ်နှပိုင်းလဲ နှစ်ပိုင်း နှစ်ပိုင်းနော်နှစ်ပိုင်းဒီအပိုင်းလေးကိုပြောလို့ရှိရင် x less than -2 x less than -2ဒီဘက်ကအပိုင်းလေးကိုပြောရင် 0 less than x less than 3 3နော်0နဲ့3နဲ့ကြားပေါ့ပါပြီဒါဆို positive negative y တန်ဖိုးအပေါင်း y တန်ဖိုးအနှုတ်ကိုပြောတာ x ဝင်ရိုးကနေကြည့်မယ်ဒါဆိုတော့နောက်ထပ်တစ်ပိုင်း and behavior and behavior ဆိုတာဘယ်လိုအဓိပ္ပာယ်လဲသူရဲ့အဓိပ္ပာယ်ကိုသိရမယ်ပေါ့နော် and behavior of a function describe how the graph of a function behaves as the input value x approach positive or negative infinity so and behavior ဆိုတာကတဲ့ input တန်ဖိုး input လို့ပြောတော့ x တန်ဖိုးပေါ့ x တန်ဖိုးက positive infinity ဒါမှမဟုတ်ရင် negative infinity infinity ဆိုတာအများကြီးပေါ့နော် positive infinity ဒါမှမဟုတ်လို့ရှိရင် negative infinity နောက်ထိချင်းကပ်သွားတဲ့အခါမှာအဲ့လောက်ဖြစ်သွားတဲ့အချိန်မှာ function ကဘယ်လိုဖြစ်သွားလဲ how the graph behaves ပေါ့နော် function ဆိုတော့ y တန်ဖိုးကြီးကဘယ်လိုဖြစ်သွားလဲလို့ပြောလိုက်တာဆိုတော့ x တန်ဖိုးကများသက်ထက်များလာတယ် positive infinity များသက်ထက်များလာတဲ့အချိန်မှာ y တန်ဖိုးတွေကဘယ်လိုဖြစ်နေရလဲပိုပြီးတော့များလာမှလားနေသွားတာလားပေါ့ဒါမှမဟုတ်ရင် x တန်ဖိုးက negative infinity လောက်ထိချင်းကပ်သွားမယ် x တန်ဖိုးရဲ့တနည်းအားဖြင့်နည်းသက်ထက်နည်းသွားမယ်ဆိုရင် y တန်ဖိုးတွေကဘယ်လိုဖြစ်သွားလဲဆိုတာကို and behavior လို့ပြောလိုက်တာတော့ polynomial တွေနဲ့ဖော်ပြထားမယ်ဆိုလို့ရှိရင် and behavior is primarily determined by the leading term leading term ဆိုတာထန်းညွှန်းအကြီးဆုံးကိုပြောလိုက်တာထန်းညွှန်းအကြီးဆုံးကနေပြီးတော့ဆုံးဖြတ်ပေးပါတယ်တဲ့ဆိုတော့ဥပမာပေါ့နော် polynomial တစ်ခုပေါ့ for x equal to x power 4 plus 2x plus 8ဆိုတော့ဒီ polynomial မှာကိန်းလုံးက3လုံးရှိတယ် x power 4ရဲ့ plus 2x လေးရဲ့ plus 8လေးရဲ့ကိန်းလုံး3လုံးရှိတယ်အဲ့ဒီကိန်းလုံး3လုံးထဲမှာဒီ function လေးရဲ့ and behavior ကိုသိချင်တယ်ဆိုရင်တဲ့ leading term လေးကနေဆုံးဖြတ်ပေးရမယ် leading term ဆိုတာထန်းညွှန်းအကြီးဆုံးဆိုတော့ဒီကိန်းလုံး3လုံးထဲမှာထန်းညွှန်းအကြီးဆုံးကိန်းလုံးလေးကဘယ်နဲ့ထက်လဲ x power 4 plus x power 4ဒါဆိုအဲ့ x power 4လေးကိုကြည့်ပြီးတော့ဆုံးဖြတ်ရတော့မှာဆိုတော့ and behavior ဆိုတာ x တန်ဖိုးက plus infinity လောက်ထိချင်းကပ်သွားတဲ့အချိန်ဒါမှမဟုတ် x တန်ဖိုးက minus infinity လောက်ထိချင်းကပ်သွားတဲ့အချိန်မှာ y တန်ဖိုးတွေဘယ်လောက်ဖြစ်နေတာလဲ f for x တွေဘယ်လောက်ဖြစ်နေရလဲလို့ပြောလိုက်တာ x power 4ဆိုတာလေးကိုပဲကြည့်ပြီးတော့ဆုံးဖြတ်မယ်ထင်မြင်အကြီးဆုံးဆိုတော့ x တန်ဖိုးက plus infinity ဖြစ်ရင် y တန်ဖိုးတွေကဘယ်လိုဖြစ်မလဲပေါ့အပေါင်း၄ခါဆိုတော့အပေါင်းဖြစ်မလားနှုတ်ဖြစ်မလားအပေါင်း၄ထက်ဆိုတော့အပေါင်းပဲဖြစ်မှာ y တန်ဖိုးကလည်း plus infinity ပေါ့ဆိုတော့အဲ့တွေကများသက်ထက်များလာလေဒီ y တန်ဖိုးတွေကလည်းများသက်ထက်များလာမယ်လို့အတိတ်ပဲအဲ့တန်ဖိုးကဒါ minus infinity ဖြစ်တယ်လက်သက်နည်းနည်းသွားမယ်ဆိုရင် y တန်ဖိုးကရော minus ၄ထက်ပဲဆိုတော့အပေါင်းဖြစ်မှာအနှုတ်ဖြစ်မှာအနှုတ်၄ခါဆိုတော့အပေါင်းပဲဖြစ်မှာဆိုရင်သူ့ရဲ့ပုံစံလေးကဘယ်လိုနေရာမှာရှိနိုင်မလဲ x တန်ဖိုးကအပေါင်းဆိုရင် y တန်ဖိုးကလည်းအပေါင်းဖြစ်မှာ plus x တန်ဖိုးကအနှုတ်ဆိုရင် y တန်ဖိုးကအပေါင်းဖြစ်မှာအနှုတ်အပေါင်းအဲဆိုရင်သူ့ရဲ့ပုံစံကဘယ် quadrant နေမှာဖြစ်မလဲပေါ့ graph ရဲ့အဆုံးနေရာလေးကအစွန်းနေရာလေးကဘယ် quadrant မှာဖြစ်မလဲအပေါင်းလို့ပြောရင် first quadrant မှာဖြစ်မယ်အနှုတ်အပေါင်းကရောsecond quadrant second quadrant ဆိုတော့တကယ်လို့ဒါဒီ graph လေးကိုဆွဲခဲ့ရင်
ဆွဲခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီ graph က first quadrant နဲ့ second quadrant မှာရှိနေလိမ့်မယ်အဆုံး200လေးရပေါ့နော်ရှိနေပါလိမ့်မယ်ပုံဆွဲကြည့်ရင်လည်းဆွဲကြည့်လို့ရတယ်ပေါ့နော်ဥပမာအခုပေးထားတဲ့ပုံလေးက x power 4 plus 2h plus 8ပုံလေးဆွဲကြည့်အောင်ပေါ့နော်တကယ်ဟုတ်ရလားတော့ x power plus 2h plus 8ပုံလေးဆွဲကြည့်လို့ရပါတယ်ချက်ဒီမှာequal to x power 4 plus 2h2 plus 8ပေါ့နော်တော့ဒီမှာဆွဲထားတယ်ဆွဲထားတဲ့ပုံလေးကိုကြည့်လိုက်လို့ရတယ်เนาะသူရဲ့အဆုံးနေရာတွေက first quadrant နဲ့ second quadrant နော်ဒီမှာ first quadrant မှာရှိတယ်ဒီဘက်မှာအဆုံးက second quadrant မှာရှိတယ်အဲဆိုရင်ပုံကိုကြည့်ပြီးတော့လည်းဆုံးဖြတ်လို့ရတယ် polynomial နဲ့ပေးထားရင်တော့အကြီးဆုံးထက်မြင့်ကိုကြည့်ပေါ့ဒါမျိုးပုံနဲ့ပေးထားရင်တော့ function graph ရဲ့အဆုံးနေရာလေးကိုကြည့်လိုက်အဲဆိုရင်ဒီဘက်ကညာဘက်ချမ်းဆိုရင် x တန်ဖိုးကအပေါင်းလေးနော် x တန်ဖိုးကများတစ်ထက်များရင် y တန်ဖိုးကလည်းအပေါ်တက်သွားတယ်အပေါင်းညာတဲ့ထက်များသွားမယ်ဆိုတဲ့အထိပ္ပယ်ဘယ်ဘက်ချမ်းမှာက x တန်ဖိုးကအနှုတ်တွေပြောတာ x တန်ဖိုးကနည်းတက်ထက်နည်းနည်းသွားရင် y တန်ဖိုးကအပေါင်းဆိုတော့ညာတက်ထက်များလာမယ်ဆိုတဲ့အထိပ္ပယ်စင်ပြေရလားဟုတ်ပြီပါလို့ချင်းနော်โอเคဘာဆက်တာလေးနည်းနည်းလေးကြည့်လိုက်ပါဒီကတော့ graph နဲ့ပေးထားတာပေါ့နော် graph နဲ့ပေးထားပြီးတော့သူရဲ့ end behavior ကိုရှာခိုင်းတာပုံတွေကနေပြီးတော့ရှာတတ်အောင်လို့ပထမဆုံးပုံလေးဆိုလို့ရှိရင်သူရဲ့ end behavior ဆိုတာ x တန်ဖိုးက plus infinity ဆိုရင် y တန်ဖိုးကဘယ်လိုဖြစ်မှာလဲ x တန်ဖိုး minus infinity နဲ့တစ်ခါနည်းနည်းသွားရင် y တန်ဖိုးဘယ်လိုဖြစ်မှာလဲလို့ပြောလိုက်တာသူရဲ့အဆုံးနေရာတွေကိုကြည့်လိုက်တယ်အဆုံးကနှစ်ခုညာဘက်ချမ်းလို့ပြောတာဖြစ်တဲ့အတွက် x တန်ဖိုးကအပေါင်းဖြစ်မလားအနှုတ်ဖြစ်မလားညာဘက်ဆိုတော့အပေါင်း x တန်ဖိုးကများတက်ထက်များလာရင် y တန်ဖိုးတွေကဘယ်လိုဖြစ်သွားမယ်လို့ပြောတာလဲများလာမှာ plus ပဲဒါဆိုရင်ဒီဘက်ချမ်းလေးရရော x တန်ဖိုးကအနှုတ်ဆိုရင် y တန်ဖိုးကများလာမှာအပေါင်းဒီမှာဆိုရင်ရော x တန်ဖိုးကအပေါင်းဆိုရင် y တန်ဖိုးကများလာမှာအပေါင်းပဲဒီနေရာလေးကကျတော့ x တန်ဖိုးက x တန်ဖိုးအနှုတ် y တန်ဖိုးကလည်းအနှုတ်ပဲ x ကနဲ့တက်ထက်နည်းနည်းသွားတဲ့အချိန်မှာ y နေရာလည်းနည်းလိုက်လာမှာလို့ပြောချင်တာပေါ့နော်ဒါလေးဆိုရင်ရော x တန်ဖိုးအနှုတ် y တန်ဖိုးလည်းအနှုတ် y တန်ဖိုးလည်းအနှုတ်နည်းတက်ထက်နဲ့ x တန်ဖိုးကအပေါင်းဆိုရင်ရော y တန်ဖိုးအနှုတ် y တန်ဖိုးအနှုတ်ပဲနော်အောက်ကိုပဲဆင်းသွားတာဖြစ်တယ် fourth quadrant မှာဒီမှာဆိုရင်ရော x တန်ဖိုးအနှုတ် y တန်ဖိုးအပေါင်းဒီဘက်ချမ်းကြတော့ x တန်ဖိုးအပေါင်း y တန်ဖိုးအနှုတ် y တန်ဖိုးအနှုတ် x ကများတက်ထက်များလာရင် y တွေကနည်းတက်ထက်နည်းလာမှာဆိုတဲ့အတိတ်ပဲပါနော်ဟုတ်တယ်ဒါလေးကို and behavior လို့ပြောပါတယ် and behavior ပြည့်တော့နောက်ဆုံး concept လေးက periodic function ဆိုတော့ဒါpattern တစ်ခုနဲ့သွားနေတဲ့ function လေးပေါ့နော် repeat itself at regular intervals တဲ့အဲ့လိုမျိုး pattern တစ်ခုနဲ့သွားနေတဲ့ function လေးကိုကြည့်တော့မှာပေါ်ဆုံးမှာဆိုရင်သူကလေ line ပုံစံလေးသွားနေတယ်ပေါ့နော် line ပုံစံလေး square sine wave တဲ့ဒီမှာဆို square ပုံစံလေးနဲ့သွားနေတယ် square wave ဒီမှာဆိုတရိကံပုံစံနဲ့သွားနေတယ်စသဖြင့်ပေါ့ဆိုပုံစံလေးတူလေးနဲ့သွားနေတဲ့ function တွေကို periodic function လို့ပြောတယ်။လွယ်ကိုပြောရမယ်ဆိုတော့ pattern တစ်ခုနဲ့သွားနေတဲ့ဟာလေးပေါ့နော် function လေး။အဲ့လိုမျိုး periodic function ရဲ့ period ဆိုတာတဲ့ period of a function is the interval of time or distance between repetition of the function pattern အဲ့ function မှာရှိတဲ့ pattern လေးတစ်ခုနဲ့တစ်ခုနဲ့ကြားကသူ့ရဲ့ကြားပိုင်းပေါ့ interval ကြားပိုင်းကဘယ်လောက်အကွာအဝေးလဲအဲ့ဒါလေးကိုအဲ့ဒီ periodic function ရဲ့ period လို့ပြောလိုက်တာဆိုတော့ဒီမှာပေးထားတဲ့ပုံစံလေးဆိုရင် line ခုံးပုံစံလေးနဲ့ပေးထားတာအဲ့ line ခုံးလေးတစ်ခုံးနဲ့တစ်ခုံးနဲ့ကြားကဘယ်နှ unit ကွာတာလဲဆိုတာကို period လို့ပြောလိုက်တာ interval ကြပါတယ်ဆိုတော့ဒီမှာဆိုရင် line ခုံးလေးတစ်ခုရှိတယ်ဒီ line ခုံးနဲ့သူ့ရဲ့ဘေးက line ခုံးလေးရဲ့ကြားဘယ်နှ unit အကွာလဲ
အဲ့ဒီအကွာအဝေးလေးကိုဘာလို့ပြောလဲဆိုတော့ PDF လို့ပြောလိုက်တာတိုင်းကုန်းတစ်ခုနဲ့တစ်ခုနဲ့ကြား pattern တစ်ခုနဲ့တစ်ခုနဲ့ကြားအကွာအဝေးပေါ့ PDF အခုဒီမှာဆိုရင် periodic function pattern တစ်ခုနဲ့သွားနေတယ်ကုန်းတစ်ခုနဲ့တစ်ခုနဲ့ကြားကဘယ်နှ unit များခြားပြီးတော့သွားတာဖြစ်မလဲဒါဆိုရင် unit 1 unit 1 or 2 2 2 2 unit เนาะ2 unit ဆိုတော့ဘယ်နာလေးကနေကြည့်ဆုံးဖြတ်လိုက်လဲ yes ဘယ်နာလေးကနေကြည့်ပြီးတော့ဆုံးဖြတ်လိုက်လဲမှန်ပါတယ်တူပါလေဘယ်နာလေးကနေစကြည့်လိုက်လဲအခုံရက်လေ ဘယ်ကနေပြော ဘယ်ကနေဒီနေရာလေးလား ဟုတ် ဒီနေရာလေးကနေပြီးတော့အဲ့လိုနဲ့ပြီးတော့နောက်ထပ်ဒီနေရာလေးထိရောက်သွားမှာနော်2 unit ရပါတယ်တကယ်လို့အဲ့လိုမကြည့်ကြဘူးဆိုလည်းရတဲ့ဒီအကောင့်ထိပ်ကိုကြည့်လိုက်တယ်မလားရတာပဲဒါဆိုနောက်ထပ်အဲ့လိုအကောင့်ထိပ်လေးဖြစ်ပေါ်လာဖို့အတွက်သူရဲ့ဘေးကပ်ရဲ့အကောင့်ထိပ်လေးနော်ဒါမှမဟုတ်ဘယ်နှ unit လဲပဲဆိုတော့2 unit ပဲကိုက pattern မှာပေါ့နော်ကိုနေရာတစ်နေရာကိုသတ်မှတ်လိုက်အဲ့နေရာလေးရောက်လာဖို့အတွက်ဘယ်နှ unit စောင့်ရတာလဲဆိုတာမျိုးကို PDF လို့ပြောလိုက်တာပေါ့ pattern တစ်ခုနဲ့တစ်ခုကြားအကွာအောင်ဒီမှာကပုံလေး3ပုံပေးထားပါတယ် period ကိုရှာခိုင်းတယ်ဒီမှာ square wave ပုံစံလေးမှာ period ကဘယ်လောက်ဖြစ်မလဲနေရာလေးတနေရာကိုယူလိုက်နောက်ထပ်အဲ့လိုနေရာဖြစ်ပေါ်လာဖို့အတွက်ဘယ်နှ unit ထိစောင့်ရတာလဲလောက်ပါ2 unit ဘယ်နေရာလေးကနေယူလိုက်လဲ ဒီအပေါ်ခုံးထဲကနေစယူလိုက် ပေါ်ဟုတ်တယ်ဒီနေရာလေးလား ဒီကနေစဒီထိ ဟုတ်အဲ့ဒီထိကဒါလေးရနေကြည့်ရတာခက်နေမလားမသိဘူးဘာလို့လဲဆိုတော့လေတိတ်မတိကျဘူးဖြစ်နေတော့လေအဲ့ဘယ်နှ unit လဲ 2 unit 2 unit ဒီနေရာလေးကနေဒီနေရာလို့ပြောလိုက်တာထင်တယ်နော်ဟုတ်လား ဟုတ်ဟုတ်အဲ့ဒါဆိုရင်လည်းလောက်ကြည့်ရအောင်သမီးကြည့်လိုက်တာကဒီနေရာလေးလို့ပြောလိုက်တာအဲ့ဆိုနောက်ထပ် pattern မှာဒီလိုပုံစံလေးရောက်ဖို့အတွက်ဒီနေရာဟုတ်လို့လားနောက်ထပ် pattern မှာလေဘယ်နေရာလေးဖြစ်မှာလဲသူနဲ့ပုံစံတူတဲ့ဟာလေး square ရဲ့ဘယ်ဘက် line လေးလေဘယ်ဘက်မြင်လေးလေ ဒီနေရာပြန်ပါ ဘယ်နာလေးဖြစ်မလဲအဲ့နာဖြစ်မှာပေါ့အဲ့ဆိုတော့ပထမ square ရဲ့ဘယ်ဘက်မြင်လေးဆိုတော့နောက်တစ်ခါလည်းနောက်ထပ် square တစ်ခုရဲ့ဘယ်ဘက်မြင်လေးဘယ်ဘက်မြင်ပေါ့အဲ့ဆိုဘယ်နှ unit ရှိလဲ နေယူနေ 4 unit ဆိုတော့သူ့ရဲ့ period က4လို့ပြောလိုက်မှာနော်တကယ်လို့အဲ့နဲ့မကြည့်လိုက်မိဘူးလားရတာပဲဥပမာပေါ့နော်ဒီနေရာလေးကိုကြည့်လိုက်တယ်ဆိုပါစို့အဲ့ဆိုရင်ပထမ square ရဲ့ညာဘက်အစ နာ င် ဘ လေး က် အဲ့ဆိုနောက်ထပ် square ရဲ့ညာဘက်စင်လေးပဲကြည့်လိုက်တော့ပေါ့အဲ့ဆိုလဲ4 unit ပဲရှိလို့နော်ဆို pattern တစ်ခုကိုကနေရာတစ်ခုကြည့်လိုက်အဲ့လိုပုံစံလေးအဲ့လိုနေရာလေးဖြစ်လာဖို့အတွက်ဘယ်နှ unit စောင့်ရလဲဆိုတော့ pattern တစ်ခုနဲ့တစ်ခုနဲ့ကြားအကွာအဝေးကို period လို့ပြောလိုက်တယ်ဒုတိယပုံလေးမှာရော period ဘယ်လောက်ဖြစ်မလဲ4 unit 4 unit ပဲနော်4 unit ဘယ်နာလေးကနေစကြည့်လိုက်လဲဒီအခုံးထိတ်ကနေအပြာရောဆုံး အပြာရော နောက်တစ်ခုံးထိတ် နောက်တစ်ခုံးထိတ်ရဲ့အပြာရောအဲ့ဒါနော်နောက်ဆုံးပုံလေးရရော1 unit 1 unit 1 unit ဒါကြောင့်မလို့သူရဲ့ period က1လို့ပြော 1 နော်1ပါဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်